ညီအကိုသုံးမော်နဲ့ကကြမခီးစဉ်တေမင်းခီးစဉ်ကစတင်နေပြီမင်းတို့ရဲ့နောက်ဆုံးချိန်အတွက်စနစ်ပြင်ထားကြပြီတော့ပေါ်ဆရာတယောက်ရဲ့ကြေစာတိုက်တဲ့နဲ့အတူညီကိုတော့ရဲ့ကကြမဟာတညာရင်းချင်းပြောင်းလဲသွားခဲ့ရပါတယ်လူသားစားဘလူးကြီးရဲ့လက်ထက်ကနေဘလို့လွတ်အောင်ပြေးမလဲမီးရောက်တွေတဟုံးတောင်းနေတဲ့မြစ်ကြီးကိုဖျက်ကျော်ပြီးနတ်သမီးလေးကိုကယ်တင်နိုင်မှာမလားပြီးတော့တနိုင်ငံလုံးကိုထိတ်လန့်စေခဲ့တဲ့မမြင်ရတဲ့တခွေရဲ့လှုပ်ဝက်ချက်ကရောဘာဖြစ်မလဲသူတို့ညီအကိုတွေဟာအမေပေးခဲ့တဲ့လှုပ်ဝက်တက်တာကြီးကိုရောဖွင့်ခွင့်ရပါမလားဆိုတာဒီနေ့ရဲ့ညီအကိုသုံးမော်နဲ့ကကြမခီးစဉ်ဆိုတဲ့ဇာတ်လမ်းလေးမှာအဆုံးထိကြည့်ရှုခန်းစားကြည့်ကြအောင်ပါညီအကိုသုံးမော်နဲ့ကကြမခီးစဉ်ကျမတို့ရဲ့ channel လေးကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားတဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့ညီအကိုသုံးမော်နဲ့ကကြမခီးစဉ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျမတို့ channel လေးကို like and subscribe နဲ့သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ပေးရဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်ညနေဆောင်ချိန်မှာညီအကိုသုံးယောက်ဟာတောအုပ်ကြီးတွေကနေပြန်လာနေကြတော့ရုတ်တရက်ဆိုသလိုသူတို့ရှိကိုမှော်ဆရာတယောက်ရောက်လာပါတယ်မင်းတို့ညီအကိုသုံးယောက်ရဲ့တင်မင်းခီးစဉ်စတင်တော့မယ်မင်းတို့ရဲ့နောက်ဆုံးချိန်အတွက်အစင်းသင့်ပြင်ထားကြပြီတော့ဘာဖြစ်လို့အဲ့လိုပြောရတာလဲကျွန်တော်တို့ကဘယ်သူနဲ့မှရန်ရုံမရှိပါဘူးကျွန်တော်တို့ကဘာလို့ခီးထွက်မှာလဲခမရဘယ်ခီးကိုပြောနေတာလဲမင်းတို့အိမ်ပြန်ကြခီးစဉ်အတွက်အစင်းသင့်ပြင်ကြအသိဉာဏ်ကံကြမ္မာလှုပ်ဝက်ချက်နဲ့ရဲစွမ်းတတိအားလုံးကိုစမ်းသပ်ခံရလိုက်မယ်တေချင်းတရားရဲ့ရတာကိုလည်းမီးဆန်းရလိုက်မယ်ချိန်ကတိတ်မရှိဘူးသွားကြတော့မဟုတ်ရင်မင်းတို့နောင်လာရကြလိမ့်မယ်သွားကြတော့မော်စီယာဟာတခဏအတွင်းမှာပဲပျောက်ကွယ်သွားပါတော့တယ်ညီအကိုသုံးယောက်ဟာကြားရနေတာနဲ့တရားကိုတရားကြည့်နေမိကြပါတယ်အမလေးအာကာကြီးမင်းတွေးလိုက်လားအဲ့ဒီမော်စီယာကရုတ်တရက်စီပျောက်သွားတယ်ဖះကြီးငါတို့ဘာဖြစ်နေကြရလဲဘလို့လှုပ်ဝက်ချက်လဲဆိုတာဖះပဲသိတော့မယ်ကဲအမြန်အိမ်ပြန်ကြအောင်ဒီအကြောင်းကိုအမေကိုပြောပြရမယ်ညီကိုတော့ရောက်အိမ်ပြန်ရောက်တဲ့အခါသူတို့အမေဟာဂရင်းမော်တော်တော်လေးနေမကောင်းဖြစ်ပြီးလက်လျောင်းနေပါတယ်အသက်ရှူတန်းနေလည်းမမှန်တော့ပါဘူးအမေဘလို့ဖြစ်ရတာလဲအမေရထပါအောင်တော့ပြန်ရောက်လာပြီလေတားအခုပဲဆေးဆရာကြီးကိုတော့ခေါ်လိုက်မယ်အမေဘာမှဖြစ်စေရဘူးနေကြပါအောင်အမေပြောတာကိုတခြားနားထောင်ကြအမေမှာအချိန်သိမ့်မရှိတော့ဘူးတားတော့တော့ရောက်ခရီးထွက်ကြရမယ်မင်းတို့တက်သေးပြရမယ်မင်းတို့အောင်မြင်စွာပြန်လာတဲ့အခါမင်းတို့ရဲ့ကံကြမ္မာကိုရရှိလိမ့်မယ်အမေကဘယ်ခီးကိုပြောနေရလဲတားတော့ရောဘယ်ကိုသွားရမှာလဲအဲ့ဒီအချိန်မှာအဖွားကတစ်တာတစ်လုံးစီကိုလည်းညှိုးထိုးပြပြီဒီတစ်တာထဲမှာမင်းတို့ရဲ့ကံကြမ္မာကိုပိတ်ထားတယ်ဒါကိုမင်းတို့တော့ရောက်စလုံးတူတူပြန်လာနိုင်မှဖွင့်ကြပါဘယ်တော့မှလမ်းခွင့်မသွားကြနဲ့ရောက်ကိုတယောက်လည်းတန်တရားမဝင်ကြနဲ့မင်းတို့တော့ရောက်ဟာတယောက်တစ်ယောက်ကအင်အားတွေပဲအချိန်တန်တိလာလိမ့်မယ်ကဲအခုပဲအမြန်ထကြတော့အရက်သုံးမျက်နှာဖြစ်တဲ့ညောင်အရှိနဲ့အနောက်ကိုသွားကြပါပြီးတော့ခရီးထွက်တဲ့အခါညီကိုတော့အောင်စလို့မျက်နှာဖုံးဆွတ်သွားကြတစ်တာကိုမဖွင့်မချင်းအဲ့ဒီမျက်နှာဖုံးကိုလုံးဝမချွတ်ပါနဲ့အဲ့ဒီလိုပြောပြီးတာနဲ့အဖွားအိုဟာအသက်ထွက်သွားပါတော့တယ်အဲ့ဒီနောက်ညီကိုတော့ဟာအမေအတွက်နောက်ဆုံးလူတန်းကိုပြုတ်လိုက်ကြပါတယ်ညီလေးတို့ရေအမေရဲ့နောက်ဆုံးဆန္ဒကိုမဖြစ်မနေပြီးမြအောင်လုပ်ရမယ်ငါတို့အမေပြောခဲ့သလိုလမ်းတော့ကိုခွဲထွက်ကြမယ်တယောက်ချင်းစီတိတက်ခီးစတင်ကြမယ်နောက်ဆုံးမှပြန်ဆောင်ပြီးတက်တာကိုဖွင့်မယ်ဒီခီးကလွယ်ကူမှာတော့မဟုတ်ဘူးဒါပေမဲ့ဒါအမေရဲ့နောက်ဆုံးဆန္ဒပဲလာပြင်ဆင်ကြအောင်မနေ့ပြန်မနေ့ခီးစထွက်မယ်နောက်တနေ့မနေ့ရောက်တဲ့အခါညီကိုတော့ရောက်ဟာမြင်းစီးပြီးတော့ရက်သုံးမျက်နှာကိုထွက်သွားကြပါတယ်အဲ့ဒီအချိန်မှာမင်းမောင်ဟာသွားရင်နဲ့တောနယ်ကြီးတွေကိုရောက်သွားပါတော့တယ်ညီကလည်းပင်ပန်းလာပြီဒီတစ်ပင်ကြီးအောင်မှာခဏအနားယူလိုက်အောင်မယ်အဲ့ဒီနောက်သူ့ရဲ့အကြည့်ဟာမြေပြင်ပေါ်မှာတောက်ပနေတဲ့ရွှေပစိန်တလက်ပေါ်ကျရောက်သွားတယ်ဟာဒါတကယ်ရွှေပဲငါသာဒါကိုယူလိုက်ရင်ဒီပြည်လုံးမှာအချမ်းသာဆုံးသူဖြစ်သွားမှာပဲမဟုတ်ဘူးမဟုတ်သေးပါဘူးဒါမမှန်ပါဘူးဒီပစိန်ကငါဟာမှမဟုတ်တာကိုကမဟုတ်တဲ့အရာကိုထိတာဟာအပြစ်ရှိတာပဲမင်းမောင်ကအဲ့ဒီပစိန်ကိုမယူတော့ပဲထားခဲ့လိုက်တယ်တစ်ပင်အောင်မှာလဲလျောင်းရင်အိပ်ပျော်သွားတယ်သူနိုးလာလို့မျက်စိဖွင့်လိုက်တဲ့အခါသူ့ရှေ့မှာကြောက်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့လူသားစားဘလူးကြီးတစ်ကောင်ကသူ့ကိုငုံကြည့်နေတာကိုပါဖျားဒီနေ့တော့ငါ့ဘဝနောက်ဆုံးမှထင်တယ်ဒီကောင်ကြီးကငါ့ကိုတတ်တော့မှာပဲငါကကြမ္မာကလည်းဒီလောက်ပဲလားဘလူးကြီးကဟိတ်ဟောက်ပြီးပြောလိုက်တယ်မင်းတိတ်ကန်ကောင်းတာပဲငါ့လက်ထဲကိုရောက်လာတာငါအခုပဲမင်းကိုစားတော့မယ်
မင်းရဲ့သွေးကိုတောက်ရတာငါတော်တော်စားတော့ပွဲကြီးပဲမင်းမောင်ဟာခဏလောက်ငြိမ်နေပြီးသူစဉ်းစားလိုက်တယ်ငါပြောမယ်နားထောင်ပါမင်းငါ့ကိုမတက်ရင်ငါမင်းကိုငါလိုလူတွေအများကြီးရှိတဲ့နေရာကိုမင်းကိုငါခေါ်ပေးသွားနိုင်တယ်မင်းသာငါ့ကိုအသက်ချမ်းသာပေးရင်လူတစ်ယောက်တည်းမဟုတ်ပဲလူပေါင်းညာနဲ့ချီတဲ့အသားကိုစားလိုက်မယ်တေချာစဉ်းစားကြည့်ပေါ့မင်းပြောတာအမှန်ဆိုရင်ငါနဲ့လိုက်ခဲ့ငါ့ကိုအဲ့နေရာကိုခေါ်သွားပေးအကယ်၍မင်းလိန်တာဆိုရင်တော့မင်းကိုအရင်ဆုံးဆွဲဖြတ်ပေးမယ်သွားမယ်ဘလူးကြီးကအဲ့ဒီစကားကိုယုံကြည်သွားပါတယ်အဲ့ဒီနောက်လူသားစားဘလူးကသူ့ကိုမှောင်ဝဲနေတဲ့ဂူထဲကိုခေါ်သွားပါတယ်အထက်ကမြင်ကွင်းကိုတွေ့လိုက်ရတော့မင်းမောင်တလုံးသွားတယ်အဲ့ဒါကတော့ရာနဲ့ချီရဲ့လူတွေဟာတန်ချင်ချင်းတွေအချင်းကျနေကြတာကိုပါသူတို့တွေအော်ဟစ်ငွေလိုနေကြတယ်ဘာမျောလင်းချက်မှမရှိတော့သူတို့ပဲတရားသခင်ဒီမိစ္ဆာကလူတွေအများကြီးကိုဖမ်းဆီးထားတာပဲငါသာတောက်စိတ်ပြလိုက်ရင်သူငါ့ကိုလည်းဒီလိုပဲတန်လောင်ရင်ထဲကိုထပ်ပိတ်ထားမှာပဲငါတက်တီမွေးမှဖြစ်မယ်ဒါတွေအားလုံးကငါ့ရဲ့အစားအစာတွေပဲနေတိုင်းတယောက်ပြီးတယောက်ငါစားတယ်အခုတော့မင်းလည်းဒီမှာပဲနေရတော့မယ်ကျွန်တော်တို့ကယ်ပေးပါဦးကျွန်တော်တို့အားလုံးကိုဒီကနေလွတ်အောင်လုပ်ပေးပါဒီလူသားစားဘလူးကြီးကကျွန်တော်တို့ကိုတပ်ပစ်တော့မယ်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေအများကြီးကိုလည်းသူတပ်စားခဲ့ပေးပြီကျေးဇူးပြုပြီးကျွန်တော်တို့ကိုဒီကနေထုတ်ပေးပါမဟုတ်ရင်ကျွန်တော်တို့အားလုံးတေးရတော့မယ်သူတို့တွေကိုငါဒီလိုအသိမခံနိုင်ဘူးငါသူတို့ကိုကာကွယ်ရမယ်ငါသာကြောက်ပြီးနောက်ဆုတ်သွားရင်အသက်ရှင်နေတာဘာအဓိပ္ပာယ်ရှိတော့မှာလဲလူသားစားဘလူးကအကျဉ်းသားတယောက်ကိုစားဖို့ရှေ့တိုးလာတဲ့အချိန်မှာပဲမင်းမောင်ကလက်ထက်မှာရှိတဲ့တံမြာသီးကိုအားကုန်သုံးပြီးဘလူးရဲ့မျက်လုံးထဲကိုပြစ်ပေါက်လိုက်ပါတော့ဟာမင်းဘာလုပ်တာလဲမင်းငါ့ကိုတစ္ဆာဖောက်တယ်ပေါ့ရက်လိုက်စမ်းမင်းကငါအလွတ်မပေးဘူးလူသားစားဘလူးဟာမျက်စိကွယ်ပြီးမြေပြင်ပေါ်လဲကျသွားပါတယ်အဲ့ဒီအချိန်မှာပဲမင်းမောင်ကမျက်စမ်းနဲ့ချိန်နဲ့ထားလာပြီးအနားကဓာတ်နဲ့ဘလူးရဲ့လက်ပင်ကိုတစ်ချက်နဲ့ပိုင်းချလိုက်ပါတော့မင်းကငါတို့တော်တော်ဖျားသခင်လွတ်ပေးလိုက်သလိုပါပဲကျေးဇူးများကြီးတင်ပါတယ်ဗျာနောက်တစ်ဖက်မှာတော့အာကာဟာသူ့ရဲ့မင်းကိုစီးပြီးရှယ်အောင်နဲ့ခီးဆက်နေပါတယ်သူ့မျက်နှာမှာလည်းမျက်နှာဖုံးဆွတ်ထားပါတယ်တိတ်ဆိတ်ပြီးလှပရေကန်တစ်ခုနောက်ရောက်သွားတော့အရန်ပင်ပန်းနေပြီးရေတောက်လိုက်အောင်မယ်ရုတ်တရက်မျက်စိထဲမှာတဝက်လောက်မြုပ်နေတဲ့အိုးတစ်လုံးကိုတွေ့လိုက်ရတယ်ဟာဒါကဘာလဲရွှေတွေအပြည့်ပဲငါအမေကိုဂရိပေးထားတယ်ငါဘယ်တော့မှလောဘမတက်ဘူးလို့ရုတ်တရက်အိုးထဲကနေနာကျင်စာအဟစ်တန်တစ်ခုထွက်ပေါ်လာတယ်ကျမဟာနတ်သမီးတစ်ပါးပါကျမရဲ့ဝိညာဉ်ဟာဒီအိုးထဲမှာအကျဉ်းကျနေပြီးခန္ဓာကိုယ်ကတော့လျှို့ဝှက်ဆန်းကျတဲ့တောရဲကတလောင်ရင်ထဲမှာပိတ်မိနေပါတယ်ကျန်းတဲ့မော်ဆရာတယောက်ကကျမကိုဖမ်းထားတာပါရှင်ရှင်သာမကူညီရင်ကျမအပြီးရင်ပြောက်ကွယ်သွားရပါလိမ့်မယ်ငါကမင်းကိုဘလို့ကယ်ရမှာလဲငါတယောက်တည်းလေကောင်းပြီလေငါ့ကိုလမ်းညွှန်ပေးပါငါစူးစမ်းကြည့်ပါမယ်ပြောပါဘလို့လုပ်ပေးရမလဲဒီနေရာနဲ့အဝေးမှာလျှို့ဝှက်ဆန်းကျတဲ့တောတစ်ခုရှိတယ်အဲ့ဒီမှာအရန်ကြီးမြောင်းတဲ့လမ်းလေးတစ်ခုရှိပြီးအောက်မှာတော့မီးတောင်တွေတဟုံးတောက်နေတဲ့ညစ်ကြီးတစ်စင်းရှိတယ်အဲ့ဒီညစ်ကြီးကိုဖျက်ချော်ဖို့စူးစမ်းတဲ့သူတိုင်းမီးလောင်မှုသစ္စာဝင်ကြတာပဲအဲ့ဒီညစ်ကိုသာမင်းဖျက်ချော်နိုင်ရင်အဲ့ဒါငါရဲ့အကျဉ်းတောင်ပဲငါရဲ့အသက်ဟာမင်းရဲ့လက်ထဲမှာရှိနေပါပြီစိတ်မပူပါနဲ့ငါတေချာဖို့လာခဲ့ပါမယ်ငါရဲ့အကူအညီနဲ့မင်းလွတ်မြောက်နိုင်မယ်ဆိုရင်ဒီလောက်ကိုငါဘယ်လိုနည်းနဲ့မဆိုလုပ်မှာပါမင်းဒီမှာပဲစောင့်နေနော်ငါမင်းကိုအဲ့လှောင်ထဲကလွတ်ပေးနိုင်အောင်ပြန်လာခဲ့မယ်စိတ်မပူပါနဲ့အဲ့ဒီတော့ကိုသွားဖို့မီးလောင်နေတဲ့မြေကြီးကိုဖျက်ရမယ်မင်းကြောက်နေရင်တော့မီးလောင်ပြီးသိလိုက်မယ်မဖြစ်နိုင်တာငါအမေကငါ့ကိုဘယ်တော့မှမကြောက်တတ်ဖို့တင်ပေးထားတယ်ငါကရှုံးနေမှုမွေးလာတဲ့သူမဟုတ်ဘူးဒီစမ်းသပ်မှုကိုငါအောင်မြင်အောင်လုပ်မယ်ကဲငါသွားရမယ်အာကာဟာတစ်စက္ကန့်လေးတောင်မစင်စားပဲမြင်းကိုလှည့်ပြီးထွက်ခွာလာခဲ့တယ်လန်ခီကပေါ်ပေါ်ပြီးခက်ခဲလာသလိုလေတွေကလည်းပြင်းထန်ပြီးပူလောင်လာတယ်ဖျားရီဒီကလေတွေကဘာလို့ဒီတော့တောင်ပူနေရတာလဲကြည့်ရတာမင်းမျက်နှာကိုရောက်နေပြီထင်တယ်အာကာဟာနောက်ဆုံးမှာတော့တရားတစ်စိမ့်စီရောက်သွားတယ်အဲ့ဒီတရားကတိုက်ကိုကျင်းမြောင်းပြီးတစ်ခါလိုက်ရင်ခြေတစ်ဖက်ပဲချလို့ရတယ်အောက်မှာတော့မီးပင်လက်ကြီးရှိနေတာပေါ့မီးပင်လက်ကြီးကမီးတွေဟာအရှင်ဟုံးနဲ့တောက်လောင်နေတယ်မဖြစ်ဘူးငါနောက်မဆုတ်နိုင်ဘူးတရားဒုက္ခရောက်နေတာကိုပြစ်ထားခဲ့တာဟာတရေဘောကြောင်တာပဲငါဒါကိုလုံးဝဖြစ်မယ်ဒီနေ့သာငါရှုံးနေသွားရင်ငါကဘယ်တော့မှခွင့်လွှတ်နိုင်မှာမဟုတ်တော့ဘူးသူဟာတော်ရင်နေတဲ့ခြေလမ်းတွေနဲ့အဲ့အန်ရရှိတဲ့တရားကိုဖျက်ချောက်ခဲ့ပြီးနောက်ဆုံးမှာတော့အမေဇော်ဖျက်ကျော်နိုင်ခဲ့ပါတယ်အာကာဟာကိုရဲကိုဝင်သွားတဲ့အခါကြောက်စရာကောင်းတဲ့မှော်ဆရာတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်သူ့ဘေးနားကလှောင်နေထဲမှာတော့လူတွေနတ်သမီးတွေနဲ့တက်တော်ဝါတွေဟာတော်တော်နေကြငွေရိုနေကြပါတယ်
ဖျားရီဒါလမ်းမှာငါနဲ့တွေ့ခဲ့တဲ့နတ်သမီးပဲသူကဒီမှာတတ်တော်ဝါရီအများကြီးကိုဖမ်းထားတာပဲငါသူနဲ့ဘယ်လိုရင်ဆိုင်ရမလဲမဟုတ်ဘူးငါအစီအစဉ်ချမှဖြစ်မယ်နောက်ဆုံးတော့မင်းရောက်လာပြီပေါ့အဲ့ဒီနတ်သမီးကမင်းကိုနှုတ်လိုက်တာလားဒါပေမဲ့မင်းဒီကနေအသက်ရှင်နဲ့ပြတ်ထွက်မသွားနိုင်တော့ဘူးမဟုတ်ပါဘူးဆရာကြီးကျွန်တော်ဒီကိုအသေးခံဖို့လာတာမဟုတ်ပါဘူးကျွန်တော်ကဆရာကြီးလိုပဲတကိုးကြည့်နေတာပါဆရာကြီးစီမှာပညာသင်ခြင်းလို့ပါကျွန်တော်အစွမ်းထအောင်လမ်းပြပေးပါဦးဒါကလှည့်ခွက်တစ်ခုလားမင်းငါ့ကိုလိန်နေတာလားငါမော်ဆရာတယောက်ပဲငါ့ကိုလာမကစားနဲ့မဟုတ်ပါဘူးဆရာကြီးရဲ့ကျွန်တော်ကပြောတဲ့အတိုင်းလုပ်တဲ့သူပါကျွန်တော်တကယ်ပြောတာပါကျွန်တော်အစွမ်းထခြင်းနဲ့အဲ့ဒါအတွက်အရာအလုံးကိုဆွတ်လွတ်နိုင်တယ်အဲ့ဒီအချိန်မှာလှောင်နဲ့ကနတ်သမီးဟာငိုရင်းအော်ပြောလိုက်တယ်လူသားတွေဆိုတာတကယ်ကိုယုံကြည်လို့မရတဲ့သူတွေပဲငါကတော့မင်းငါ့ကိုလာခဲ့မယ်ထင်နေတာအခုတော့မင်းကလည်းလူလိုက်မယ်မင်းရဲ့နှလုံးသားကကြောက်ခဲလို့ပဲဟုတ်တယ်နတ်သမီးမင်းထင်တဲ့အတိုင်းပဲငါတော့ပဲငါကြည့်တယ်မင်းကိုကယ်ဖို့အတွက်ငါသက်ကိုဘာလို့လက်ကားသိခံရမှာလဲငါသိသွားရင်ဘာထူးမှာလဲမင်းမဲအကျိုးရှိမှာလေငါတော့အသိမခံနိုင်ဘူးကောင်းတယ်ငါမင်းကိုတော်တော်သဘောကျသွားပြီမင်းလိုလူမျိုးတွေကိုငါလိုချင်တာကဲအရင်ဆုံးငါရစ်ပူဆိုတာလောက်လိုက်အောင်မယ်ပြီးမှမင်းကိုအစွမ်းနေပေးမယ်မော်ဆရာကရစ်ပူစောဖို့ငှောလိုက်တာတဲ့ပြိုင်နဲ့အာကဟာလီမန်ဆောင်ပဲဓာတ်အောင်ဆွတ်ထုတ်ပြီးတော့မော်ဆရာအကောင်ကိုဝိုင်းပြလိုက်ပါရယ်မော်ဆရာတည်ဆုံးသွားရတယ်မော်အစွမ်းနေပြစ်ပြဲသွားပြီးလှောင်တွေကပွင့်သွားကအလုံးလုံးမြောက်သွားပါရယ်နတ်သမီးလည်းအလင်းနဲ့တစ်ခုပြပြန်လဲတောက်ပါလာပါရယ်အာကငါမင်းကိုထင်မှားခဲ့မိတယ်ငါ့ကိုခွင့်လုပ်ပေးပါမင်းကငါ့ကိုရီမကပဲတခြားသူတွေအများကြီးကအသက်ကယ်ပေးခဲ့တာပါကျေးဇူးပြုပြီးမင်းမျက်နှာကိုတစ်ချက်လောက်ပြပေးပါဦးမဖြစ်သေးဘူးနတ်သမီးငါမျက်နှာကိုပြဖို့အချိန်မတန်သေးဘူးတနေ့တော့မင်းငါ့ကိုတိလာလိမ့်မယ်အားလုံးဟာအာကောက်ကိုကျေးဇူးတင်ကြောင်းပြောပြီးထုတ်ပါသွားကြပါတယ်တတိယမြောက်ညီဖြစ်တဲ့ဝန်ထမ်းကတော့စိတ်ညစ်တဲ့လမ်းတွေကနေရှောက်လာရင်နိုင်ငံတစ်ခုရောက်သွားပါတော့တယ်အဲ့ဒီနေရာမှာရောက်သားတွေကအချင်းချင်းစကားပြောနေကြတယ်မင်းညကပြန်ပြီးတော့တခိုးထွက်လာသေးတယ်သူကမမြင်ရတဲ့တခိုးပဲသူ့ကိုဘယ်သူမှမမြင်နိုင်ဘူးဒီစကားတွေကြတော့ဝနလည်းရက်ပြီးနားထောင်နေခဲ့တယ်ဟုတ်တယ်အဲ့ဒါကိုပြောက်တခိုးပဲဘယ်သူမှသူ့ကိုမမြင်နိုင်ဘူးသူလာတယ်ရတနာယူပြီးတော့ပြက်ကွယ်သွားတာပဲသူ့မှာဘလို့အစွမ်းနေရှိနေတယ်လည်းမသိဘူးဒီနေ့တော့သူကနန်းတော်ထဲမှာခိုးမယ်လို့အောင်ကြင်ညာထားတယ်တဲ့ဘရင်ကြီးလည်းအရန်စိတ်ညစ်နေရပြီတကယ်လို့ဒီတခိုးကကိုပြောက်နိုင်တာမှန်ရင်တယောက်ကမတရားအနေနဲ့အစွမ်းနေကြထားတာပဲငါဘရင်ကြီးကိုကိုညီမဖြစ်မယ်ဒီနေ့အဲ့တခိုးကိုဘလို့နည်းနဲ့မဆိုဖမ်းရမယ်ဒီတခိုးကိုမဖမ်းနိုင်ရင်နိုင်ငံပျက်စီးသွားလိမ့်မယ်ဝန်နာလည်းနန်းတော်ကိုရောက်လာခဲ့တယ်နန်းတော်ထဲမှာတော့လုံခြုံရေးတွေကအရန်တက်ကြလို့နေရပါတစ်ပင်အောင်မှာစစ်သားတယောက်အိတ်နေရကိုတွေ့လိုက်တော့ဝန်နာကအဲ့စစ်သားရဲ့ဝတ်စားတွေကိုဝတ်လိုက်ပြီးမျက်နှာဖုံးကိုတင်းတင်းကျပ်ကျပ်စီးလိုက်တယ်မင်းဘာလုပ်လဲကျွန်တော်အေးမိနေလို့မျက်နှာဖုံးဆွတ်ထားတာပါဒီရင်ကကျွန်တော်အထူးတာဝန်ပေးထားလို့ပါဘယ်သွားမလို့လဲဒီနေ့ဘရင်ကြီးကစစ်တီအားလုံးကိုရတနာတိုက်တကားမှာစောင့်ကြဖို့အမိန့်ပေးထားတယ်ဘယ်စစ်တီမှအဲ့နေရာကနေမခွာရဘူးလာငါနဲ့တူလိုက်ခဲ့အေးပါငါလည်းအဲ့ကိုပဲသွားမလို့ပါလာသွားကြစို့ငါအလောက်ကလည်းအဲ့ဒါပဲလို့ပြောပြီးသူတို့နှစ်ယောက်စလုံးရတနာတိုက်တကားဘက်ကိုထွက်သွားကြတယ်ဝနကရတနာတိုက်တကားရဲ့အကွယ်မှာပဲပုံနေလိုက်တယ်အဲ့ဒီအချိန်မှာပဲကိုပြောက်တကူလည်းရောက်လာတယ်သူ့ရဲ့ခြေတံတွေကိုကြားနေရပါမယ်ကိုခန္ဓာကိုတော့မမြင်ရဘူးငါအခုခိုးရင်တော့ဖမ်းခံရမှာပဲလုံခြုံရေးကတော်တော်တင်းကျပ်ပုံရတယ်ငါအရင်ဆုံးတခြားခန်းတစ်ခုမှာပုံနေမှာဖြစ်မယ်လို့တခိုးကတွေးလိုက်ပါတယ်သူကအိုးရရှိတဲ့ဘက်ကနေကွေပြီးမင်းသမီးရဲ့ဆောင်ထဲကိုပြေးဝင်သွားခဲ့တယ်အဲ့ဒီအချိန်မှာမင်းသမီးလေးဟာပန်းလေအပြင်းနဲ့ရေကန်ထဲမှာရေချိုးနေတာပေါ့လာမင်းကြီးရဲ့အလင်းရောင်ကမင်းသမီးပေါ်ကြာနေတာဟာနတ်သမီးလေးတစ်ပေါက်ကိုတောက်ပွားနေစီပြီးသူမအလှတရားကကြည့်နေရင်းနဲ့တက်ချူမအောင်ဆရာပါပဲကိုပြောက်တခိုးကအဲ့မြင်ကိုကြည့်ရင်လည်းယူသွတ်တက်ဖြစ်သွားတယ်တကယ်ရတနာကဒါပဲကိုရွှေရင်ငွေတွေကဘာအရေးလဲငါတော့မင်းသမီးလေးကိုပဲခိုးသွားတော့မယ်လို့သူတွေးနေမိတယ်မင်းသမီးလေးရေချိုးပြီးလို့ဝတ်စားလဲနေတော့မှပဲရုတ်တရက်အတန်တန်ထွက်ပေါ်လာတယ်ငါကရတနာခိုးဖို့လာခဲ့တာဒါပေမဲ့အခုတော့မင်းကိုပဲငါသဘောကျသွားပြီမင်းကမမြင်ရတဲ့တခိုးမဟုတ်လားကျေးဇူးပြုပြီးတော့ငါခန္ဓာရထွက်သွားပေးပါငါ့ကိုဘာမလုပ်ပါနဲ့လို့တောင်းပန်ပါတယ်ဒီရောက်ရှိကြလားစစ်တီတို့ရေခမဲတော့သမီးကိုကဲပါဦးအဲ့လိုပြောနေပေမဲ့ဘသူကမှမမြင်ရပါဘူးရုတ်တရက်ထိုသူကမင်းသမီးကိုမချလိုက်တဲ့အခါမင်းသမီးလေးဟာအော်ဟစ်ငွေရပြီးလက်တွေကိုရမ်းခါကြွေးကြပါဦးဒီမမြင်ရတဲ့တခိုးကသမီးကိုခေါ်သွားနေပြီခမဲတော့မဲတော့ဘယ်မှာလဲသမီးကိုကောင်းဝယ်ပေးပါဦး
ခမဲတော်နဲ့မဲတော့ကြွကြပါဦးငါ့ကိုလွတ်လိုက်စမ်းမဟုတ်ရင်မင်းကိုတေးတံပိတ်ခံရလိုက်မယ်နော်ငါ့ကိုလှိုးလို့အော်ဟစ်နေရင်ခဏလေးတွေ့မှာပဲမမြင်ရတဲ့တကူဟာမင်းသမီးလေးကိုခေါ်ဆောင်ပြီးပြက်ကွယ်သွားပါတော့တယ်စစ်တီအားလုံးရဲ့ထက်တဲ့ကြားနဲ့ဟိုရီပြေးလောက်ကုန်ကြတာပေါ့ဘရင်ကြီးလည်းသူ့ရဲ့အိတ်ဆောင်ထဲကနေအမြန်ထွက်လာပြီးမင်းသမီးရဲ့အိတ်ဆောင်ထဲကိုရောက်လာပါတယ်သမီးတော်လေးဘာဖြစ်တာလဲဘယ်မှာလဲသမီးတော်လေးရေလို့အော်ပြီးဘရင်ကြီးကမင်းသမီးလေးကိုလိုက်ရှာပါတယ်ဒါပေမဲ့မင်းသမီးလေးကိုဘယ်နေရာမှရှာမတွေ့တော့ပါဘူးရုတ်တရက်ဘရင်ကြီးရဲ့အချစ်ကကျိတ်မြေပေါ်မှာပြုတ်ကျကျန်ခဲ့တဲ့တောက်ပြောင်တဲ့ဖက်နယ်လေးတစ်ဖက်စီရောက်သွားပါတယ်ဒါကသမီးတော်ရဲ့ဖက်နယ်လေးတစ်ဖက်ပဲဒါဆိုရင်သမီးတော်လေးကိုဟိုမမြင်ရတဲ့တကူကဖမ်းခေါ်သွားတာပေါ့ဖះကြီးဘာတွေဖြစ်ကုန်တာလဲစစ်တီတို့ဝင်ကြီးတို့အမြန်သွားကြစမ်းငါ့ရဲ့မင်းသမီးလေးကိုမမြင်ရတဲ့တကူကဖမ်းခေါ်သွားပြီသွားကြတိုင်းမြေကိုအနှံ့ပြရှာဖွေကြစမ်းငါ့ကိုဘလို့နီးနေမဆိုသမီးတော်ကိုတွေ့အောင်ရှာပေးဘလို့တန်မိုးကြီးတာတွေပဲပေးရပါစေငါ့ရဲ့သမီးတော်မင်းသမီးလေးကိုပြန်ရခြင်းနဲ့အခုချက်ချင်းသွားကြစမ်းလို့မိန့်လိုက်တာနဲ့စစ်တီတော်အားလုံးဟာအချိန်မဆွဲပြေးထွက်သွားကြပါတယ်အပြင်ဘက်မှာမြင်းခွာသားနဲ့ဆူညံသွားပြီးရာနဲ့ချီရဲ့စစ်တီတွေဟာတိုင်းမြေနိုင်ကိုပြေးလောထောက်သွားကြပါတယ်ဝနာကဒါတွေအားလုံးငါးချောင်းဖြစ်ရတာငါသာသူ့ကိုတားနိုင်ခဲ့ရင်ကောင်းပါပဲမင်းသမီးလေးကိုငါပြန်ခေါ်လာရမယ်ငါအသက်နဲ့လဲပြီးတော့သူ့မကိုကယ်တင်ရမယ်လို့တွေးနေမိပါတယ်ချက်ချင်းပဲသူကစဉ်းစားလိုက်ပြီးသူ့ရဲ့မျက်လုံးတွေဟာအယောင်တစ်ချက်ဝင်လာသွားပါတယ်အမြင်အာရုံကွဲတဲ့တခုကိုအမြင်အာရုံကွဲတဲ့လောကထဲမှာပဲရှာတွေ့နိုင်မယ်ငါအဲ့ဒီလောကကိုသွားအလန်းကိုရှာရမယ်အဲ့ဒီကိုပြောက်လောကရဲ့တကားကဒီနန်းတော်အနီးနားမှာပဲရှိရမယ်ငါတေချာရှာမှဖြစ်မယ်လို့တွေးပြီးနေရာနဲ့လိုက်လံရှာဖွေပါတော့တယ်နောက်ဆုံးမှာတော့နန်းတော်အနောက်ဘက်ကဟောင်းတဲ့နေရာတစ်ခုမှာဟွာထားတဲ့တကားတစ်ခုတွေ့သွားပါတော့တယ်အာဟုတ်ပြီဒါကကိုပြောက်လောကရဲ့တကားပဲငါခုချက်ချင်းအဲ့တကားတွေကိုဝင်သွားရမယ်လို့ပြောပြီးဝနာတယောက်အထက်ကိုဝင်သွားလိုက်ပါတယ်အထက်ကကဘာကြီးကတော့လုံးဝကိုကွဲပြားခြားနားနေပါတယ်လေထုထူထပ်ပြီးအရာအလုံးကမြုံနေတွေနဲ့ဖုံးလွှမ်းနေတယ်ဒါပေမဲ့ကိုပြောက်တကူကတော့အဲ့ဒီမှာအထင်ရှားမြင်နေရပါတယ်ဘာကြောင့်လဲဆိုတော့ဒီလောကကမမြင်ရတဲ့အရာတွေကိုမြင်ရအောင်ဖန်တီးပေးလို့ပါပဲဒါအခွင့်အရေးပဲငါသူ့ကိုဘယ်လိုနည်းနဲ့မဆိုတားရမယ်လို့တွေးရင်ဝနာကနောက်ကနေတစိတ်ကပ်သွားပြီးအတန်ကြဲကြဲပြောလိုက်ပါတယ်မင်းကိုကူညီဖို့ငါ့ကိုဘရင်ကြီးကလှုပ်လိုက်တာမင်းသာအလိုရှိမယ်ဆိုရင်ဒီနေရာရဲ့အုတ်ချုပ်သူဘရင်တော်ဖြစ်လာတယ်လို့ပြောလိုက်တယ်အဲ့ဒီအခါကိုပြောက်တကူကနောက်ကိုလှည့်ကြည့်ပြီးဘာတွေပြောနေရလဲမင်းတကယ်ပဲငါ့ကိုကိုပြောက်လောကရဲ့ဘရင်ဖြစ်အောင်လုပ်ပေးနိုင်လို့လားဒါပေါ့ငါမှတကူစွမ်းနေအများကြီးရှိတယ်မင်းရဲ့အဖွားကိုလည်းမင်းကိုကိုပြောက်လောကရဲ့ဘရင်ဖြစ်စေရမလို့ငါဂရိပေးခဲ့ဦးတယ်အခုငါအဲ့ဒီဂရိကိုတီးရမယ့်ချိန်ရောက်ပြီကဲမင်းရဲ့လှုပ်ဝက်ခန်းရှိတဲ့နေရာကိုငါ့ကိုခေါ်လာပါကျန်တာကိုတော့အဲ့ရမှာဆွေးနွေးကြတာပေါ့လို့လှည့်စားလိုက်ပါတယ်ကောင်းပြီလာငါ့လှုပ်ဝက်ခန်းစီကိုမင်းကိုခေါ်သွားမယ်လိုက်ခဲလို့ပြောပြီးကိုပြောက်တကူဟာလောဘစောတိုက်ပြီးဝနာကိုခိုးယူထားတဲ့နာရီရှိအစားအဟောင်းတစ်ခုစီကိုခေါ်သွားပါတော့တယ်အဲ့ဒီနေရာမှာပဲမင်းသမီးလေးဟာတန်ကျိုးဝင်တဲ့အချီခံထားပြီးငိုနေရအောင်တွေ့လိုက်ရတယ်ဝနာဟာအများဆုံးတန်ကျိုးတွေကိုဖျက်တောက်ပြီးတကူတက်ခက်ကနှိမ်လဲလိုက်လေတယ်တကူလည်းတေးရဆက်ဆက်မှာဘာဘာကငါ့ကိုမျက်စိကန်းစိတ်ကြတာပဲလို့ညီးတွားရင်အသက်ထွက်သွားတော့တယ်မင်းသမီးကကျေးဇူးတင်ပါတယ်ရှင်ကကျမရဲ့ကစ်တင်ရှင်ပဲရှင်းမျက်နှာကိုပြပါဦးမင်းသမီးအချိန်မတန်သေးပါဘူးအချိန်တန်သိရမှာပါလို့ပြောပြီးမင်းသမီးလေးကိုနန်းတော်ကိုပြန်ပို့ပေးခဲ့ပါတယ်မင်းသမီးပြန်လာတဲ့အခါဘရင်ကြီးကသမီးတော်ကိုဘသူကကယ်ခဲ့တာလဲမျက်နှာဖုံးဆွတ်ထားတဲ့လူတစ်ယောက်ပါလို့ပြန်ဖြေခဲ့တယ်ထို့အချိန်မှာပဲတခြားသူတွေကလည်းမျက်နှာဖုံးဆွတ်သူရဲ့ကောင်းတွေကလူသားစားဘလူးကိုနှိမ်နေတာနဲ့အောင်လဲဆရာလက်ကနေလူအများကိုကယ်တင်တာတို့ကိုသတင်းပို့ကြတယ်အဲ့ဒီအခါမှာတော့ဘရင်ကြီးကသူရဲ့ကောင်းသုံးကိုရှာဖွေဖို့အမိန့်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့ညီအကိုသုံးဟာအိမ်ကိုပြန်ရောက်ပြီးသူတို့ရဲ့အမေမျိုးတွေကိုချင်းချင်းပြန်ပြောပြကြပါတယ်အကိုကြီးကလူသားစားဘလူးကိုတတ်နိုင်ခဲ့တယ်ဒုတိယအကိုကမော်ဆရာကိုတတ်နိုင်ခဲ့တယ်ညီငယ်ဝနာကမမြင်ရတဲ့တကူကိုနှိမ်နေပြီးမင်းသမီးကိုကယ်တင်မိခဲ့တယ်သူတို့ဟာတက်တာကိုဖွင့်ကြည့်လိုက်တဲ့အခါရတနာအစာဆန္ဒဆောင်ကိုသာတွေ့လိုက်ရတယ်အဲ့ဒီစာထဲမှာတော့မင်းတို့ဟာကဘာကြီးကိုအောင်နိုင်ခဲ့ပြီမင်းတို့ရဲ့တတိယပညာကသာအကြီးမြတ်ဆုံးရတနာပဲလို့ရေးထားတာကိုတွေ့လိုက်ရပါတယ်ဘရင်ကြီးရဲ့ဖိတ်ကြားချက်အရညီကိုသုံးစလုံးဟာမျက်နှာဖုံးတွေစွတ်ကနန်းတော်ကိုရောက်လာခဲ့ကြပါတယ်ဘရင်ကြီးကမင်းသမီးလေးကိုကယ်တင်မိတဲ့သူကိုမင်းသမီးရဲ့လက်ထပ်ပေးပြီးဘရင်ဖြစ်တင်မြောက်မယ်လို့ကြေညာလိုက်ပါတယ်ဝနာကသူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်တဲ့အခါမင်းသမီးလေးကသူ့ရဲ့ကနေရှင်ပဲမှတ်မိသွားပြီးဝနာလည်းဘရင်ဖြစ်လာခဲ့ပါတယ်အကိုကြီးမင်းမောင်ကလည်းသူကယ်တင်ခဲ့တဲ့သမီးလေးလက်ထက်ကနတ်ပြည်ရဲ့ဘရင်ဖြစ်လာခဲ့တယ်ဒုတိယညီကိုအာကာကလည်းရွာသားတွေကိုကယ်တင်မိခဲ့တာကြောင့်နိုင်ငံတော်ရဲ့အဓိကကာဝေးမှုဖြစ်ခန့်အပ်ခြင်းခံခဲ့ရတယ်
ညီအကို3ဦးစလုံးဟာစီလုံးမှုတတိနဲ့ယုံကြည်မှုတို့ကြောင့်မဖြစ်နိုင်တဲ့အရာတွေကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြပြီးပျော်ရွှင်စွာနေထိုင်သွားကြပါရစေ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်။